ကဲဒီနေ့ကျွန်တော်တို့ဝက်နိုင်ယူ3ဆက်ထိုင်းစတိုင်ပေါ့နော်လောက်စားပြောင်းဖြစ်ပါတယ်ကျွန်တော်တို့ရေရင်ဆုံးတည်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့ဝက်နိုင်ယူထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာကဲဒါကျွန်တော်ရေကိတတာထဲမှာထည့်ထားရဲဆိုတော့ဝက်နိုင်ယူကလည်းခဲတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့စားနေငယ်ထည့်လိုက်ဖြစ်ပါတယ်ပြီးရင်ဆပ်ပလင်တို့ခါတို့ပြီးတော့ဒီဘိုင်မကရူတပေါ့နော်ကျွန်တော်ထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ခဏပြောင်းပေါ့နော်အဖောင်းခဏပိတ်ပေါ့နော်ကဲကျွန်တော်တို့ပြောင်းနေရင်းနဲ့ကျွန်တော်တို့ဒီမှာငရုတ်တီးကြော်လိုက်မယ်ပေါ့နော်ရေစုံရုပ်တီးစီတတ်မယ်ပေါ့နော်ပြီးရင်ရုပ်တီးအချောက်ကိုကျွန်တော်တို့ကြော်လိုက်ဖြစ်ပါတယ်ခင်ဗျာကဲဒီမျိုးလှော်ပြီးပေါ့နော်ရုပ်တီးကနည်းနည်းရဲလာပြီဆိုတော့ကျွန်တော်တို့မီးပိတ်လို့ရပြီပေါ့နော်ကဲဒီလောက်ဆိုရပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ပကံထဲမှာထည့်လိုက်မှဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့အဖုံးခွေးကြည့်မှာပေါ့နော်ကဲဒါဆိုရင်သူ့ရအမြောက်တွေပေါ့နော်ကျွန်တော်တို့ခတ်ထောက်လိုက်ဖြစ်ပါတယ်ဒီဝက်သားရဲ့အမြောက်တွေပေါ့နော်ကျွန်တော်တို့ခတ်ထောက်လိုက်မှဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့အဖောင်းခဏပြန်ပိတ်လိုက်မှာပေါ့နော်ကဲနူးလားမနူးလားဆိုကျွန်တော်ထပ်ကြည့်ပေါ့နော်ကဲကျွန်တော်အဖောင်းပြန်ခွေးလိုက်မှဖြစ်ပါတယ်ဒီလောက်ဆိုရပြီပေါ့နော်နူးပြီပေါ့နော်ဝက်နိုင်ယူကနူးတော့ပြီဆိုရင်ကျွန်တော်တို့မီးပိတ်လိုက်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီငရုတ်တီးအစိမ်းပေါ့နော်ထောင်းထားတာကျွန်တော်ထည့်မယ်ပြီးချက်သားမှုန့်နေငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ချုံမှုန့်နေငယ်ထည့်ပါမယ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ငမြရေပေါ့နော်နှစ်စွန်းထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ဘိုက်ကဖောက်ထည့်လိုက်မှာဖြစ်ပါတယ်ကဲပြီးရင်ကျွန်တော်တို့နည်းနည်းလေးလှော်လိုက်ပေါ့နော်တမတော်ပြီးရင်ကျွန်တော်တို့ရုပ်တီးမှောက်ပေါ့နော်ဒါအချက်မှောက်ပေါ့နော်နှစ်စွန်းထည့်လိုက်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ရှမ်းနန်ထည့်လိုက်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့တံပီယာတီးပေါ့နော်နှလုံးထည့်လိုက်မှာဖြစ်ပါတယ်သူမှာချင်းငံဆက်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ရပြီပေါ့နော်အနက်လေးမှုေးလာပြီဆိုရင်ကျွန်တော်တို့ခုနကကြော်ထားတဲ့ငရုတ်တီးပေါ့နော်ကျွန်တော်တို့ပြန်ထည့်လိုက်ဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အရန်ကိုစားလို့ကောင်းတဲ့ချင်းငံဆက်ဝက်နိုင်ယူ3ဆက်ရပါပြီခင်ဗျာထိုင်းလို့ဆိုရင်တော့ဟိုဟာ3ဆက်ကဒုတ်မူလို့ခေါ်တယ်ပေါ့နော်ကဲဒါဆိုအရန်ကိုစားလို့ကောင်းတယ်ပေါ့နော်လောက်စားကြည့်နော်လောက်ရအလွယ်ပြီးအရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုကြိုက်လိုက် share လုပ်တော့ပေးပါအောင်နော်ကျေးဇူးများတင်ပါတယ်ခင်ဗျာ